ကျွန်တော်ဒီတစ်ခါမိတ်ဆက်ပေးနေတာတော့ငရပူရမြို့နယ်အတွင်းမှာရှိရဲငကားအိမ်အောင်ဝဲအတွင်းရှိရဲပြန်ပန်းမြေကွက်လွတ်လေးတွေပဲဖြစ်ပါတယ်ဒီကွက်ရဲ့နေရာလေးကတော့စကိုင်းမန်းလေးနဲ့ကိုဒီတိုင်းနဲ့ဆွေးစားတော့ဆိုင်ထားရဲမှာရှိပါတယ်ငကားအိမ်အောင်ဝဲအတွင်းရှိရဲပြန်ပန်းမြေကွက်လွတ်လေးပဲဖြစ်ပါတယ်ဒီကွက်ရဲ့ဒီနေရာလေးကပတ်ဝန်းကျင်တာယာတဲ့နေရာမှာရှိပြီးတော့စိတ်ငြိမ်တဲ့ရပ်ကွက်မှာရှိပါတယ်ပြီးတော့ဒီကွက်လေးကခရမ်းပါတဲ့အတွက်ကြောင့်နောက်ချိန်ခါမှာတံမိုးမြင့်ပြီးတော့လားလာအယောင်းဝယ်ကောင်းနိုင်တဲ့နေရာပါဖြစ်ပါတယ်။နဲ့ပတ်သက်ပြီးတော့ page လေးတွေကိုမိတ်ဆက်ပေးကြပါတယ်။ကျွန်တော်လည်းလိုက်ခဲ့ပြီပါ။အခုမိတ်ဆက်ပေးမယ့်မြေကွက်လေးကတော့ခြံကျဲမြေကွက်ကျဲကြိုက်သူတွေအတွက်အစင်းလေးဖြစ်ပါတယ်။သူ့ရဲ့ဈေးနှုန်းလေးနဲ့ page လေးကိုကျွန်တော်မိတ်ဆက်ပေးကြပါတယ်။သူ့ရဲ့ page အနေနဲ့ကတော့ပေ40ပေ50ရှိပြီးတော့ရောင်းဈေးလေးကတော့3800ညှိနှိုင်းနိုင်ပါတယ်ဗျာ။အဲ့လိုမျိုး3800နဲ့ဟိုမှကျွန်တော်တို့ဒီတောင်းခွက်လေးရမယ်ပြီးရင်ဖိုးဘန်လန်ရဲ့တောင်းခွက်လေးရမယ်ဗျပေဂျန်အနေနဲ့ကတော့အကုန်တူပဲရောင်းလေးလေးကတော့3800ညှိနှိုင်းနိုင်ပါတယ်ခုနောက်တစ်ခုမိတ်ဆက်ပေးနေတာကတော့ပေ20ပေ65ပဲရှိရဲကျွန်တော်မြေကွက်လေးပဲဖြစ်ပါတယ်သူကတော့3800ပေါ်ထားပါတယ်ဗျဘယ်နှကွက်ရှိမှဆို3800တဲ့ဒီမှာဆိုရင်ကျွန်တော်10ကွက်ရှိမယ်ဒီဘက်4ကွက်ရှိမယ်ဟိုဘက်မှာ4ကွက်ရှိတယ်အကိုတို့ကြိုက်တဲ့တက်ကွက်လေးကိုအကိုတို့ရွေးချယ်နိုင်ပါတယ်3800ဆိုတာကလည်းအကိုတို့ညှိနှိုင်းစေးပါအကိုတို့စိတ်ကြိုက်လာကြည့်ပြီးတော့ဈေးနှုန်းနေနဲ့ဆိုရင်တော့ကျွန်တော်ညှိနှိုင်းနိုင်ပေးပါတယ်နောက်ဆုံးမိတ်ဆက်ပေးတဲ့လေးကွက်လေးကတော့ပေ25ပေ50ဒီကွက်လေးနှစ်ကွက်ပဲဖြစ်ပါတယ်သူကတော့5300ညှိနှိုင်းနိုင်ပါတယ်ဗျာပေကျန်နေနဲ့ဆိုရင်မျက်နှာစာ25ပေရှင်းနောက်ကပေ509300နဲ့နှစ်ကွက်လေးကတော့ဒီဟာနဲ့ဒီဘက်ကွက်လေးပဲရှိပါမယ်ကဲပါတဲ့မြေခွက်တွေလို့ကျင်တယ်ဆိုရင်ကိုကဲ့အချိန်တွေကိုဆက်သွယ်နိုင်ပါတယ်ဗျာကျွန်တော်ဆက်သွယ်ဖို့ကြောင့်ဖုန်းနံပါတ်လေးကတော့393 ခုနှစ်ကိုဆက်သွယ်ပြီးတော့အသေးစိတ်ကိုပြင်ပြနိုင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်နိုင်ပေးရတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ